ဘောလုံး reaction တခုတော့ပြောမယ်ဘောလုံး reaction နှစ်ခုပေါ့နော်မနေ့ကပွဲကြည့်တဲ့ထဲမှာဂျာမနီနဲ့ဘရာဇီးပွဲတစ်ပွဲရယ်တို့မြန်မာနိုင်ငံ Women League စတင်နေပြီဖြစ်တဲ့အတွက်ကြောင့် ISPE တင်တဲ့ ARV ပွဲတစ်ပွဲရယ်အခုမပြောခင်မှာကျွန်တော်မိတ်ဆက်စရာရောကြိုတင်တောင်းပန်စရာရောပြောစရာတွေတပုံးတပင်းကြီးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ channel ကအရင်တော့အင်္ဂလိပ်လိုလည်းပြောတယ်ဗမာလိုလည်းပြောအဲ့ဒီအတိုင်းပဲအခုခါလဲပြန်လည်တင်ဆက်မှာဖြစ်ပါတယ်ဗာမေမဲ့ထူးခြားသွားတာတခုကတော့အခုကအားကစားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရိုနယ်ဒိုမက်ဆီဆိုင်ရာညင်းပွားပွဲရာတွေဘောလုံးနဲ့ပတ်သက်တာတွေခီးသွား blog တွေအဲ့ဒါတွေကိုအဓိကထားဦးစားပေးပြောပြသွားမှာဖြစ်ပါတယ် education နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဥစ္စာတွေကတော့တင်မှာဖြစ်ပေမဲ့လည်းတရားမှာ10%လောက်သာတင်မှာဖြစ်ပါတယ်တချို့နေရာတွေမှာဆိုလုံးဝမတင်နိုင်တာမျိုးတွေဖြစ်ရင်ရှိခဲ့ရင်လည်းကြိုတင်တောင်းပန်ထားပါရစေ Okay ဆက်လိုက်ကြစို့ပထမဆုံးအနေနဲ့ ARV နဲ့ ISP အသင်းရဲ့ပွဲပြောမယ် ISP အသင်းက29မိနစ်မှာရွှေထွန်းသွင်းတယ်ပေါ့နော်ဒီနောက်ပိုင်းကလည်း2-1နဲ့ရွှေထွန်းရမယ်သွင်းတယ်ဒါပေမဲ့ချီပါကိုမေထက်လူက83မိနစ်မှာဂိုးလီပါရဲ့အပေါ်ဘက်တိုင်တောင်းကိုကြော်ချပြီးသွင်းသွားလို့2-1နဲ့ချီပါကိုရပြီမဲ့လည်းနောက်ပိုင်းမှာISP အသင်းကပဲISP woman အသင်းကပဲတူတွန်းတိုက်ကစားသွားပြီးတော့အနိုင်ခံသွားတယ်ပြောပေါ့ဗျာအဲ့ဒီမှာ9သိန်းခွင်းပေါ့နော်ဒီ9သိန်းခွင်းမှာကန်ကြတဲ့ပွဲမှာပရိသတ်တွေတခက်နဲ့လာအားပေးတယ်ဗျဒီအပေါ်မှာလည်း ARV အသင်းကpressure တွေပြီးနေတဲ့သဘောမှာရှိတယ်နောက်ပြီးတော့ star player တွေလည်းခေါ်ထားတဲ့အတွက်အဲ့ဒီပုံမှာသူတို့ pressure တွေရှိနေပုံရတယ်အဓိကကတော့ဟိုဘက် ISP အသင်းမှာတော့ဘာဆိုညာစွန်ခံစစ်မှာလင်းလဲဦးလင်းမြင့်မို့ခင်မာလာထွန်းတို့အစရှိတဲ့ဘယ်လိုကောင်းမလဲကစားသမားတွေလက်ရွေးစင်ရကစားသမားတွေပါပြီးမဲ့လေ ISP အသင်းမှာဆိုရင်နာမည်ကြီးကစားသမားတွေတိတ်မပါတာကိုတွေးရမယ်အဲ့ဒီအပေါ်မှာလည်း PR တန်ကိုခံသွားရတယ်လို့ပဲထင်မိပါတယ်ကျွန်တော်က reaction စလုပ်တာဆိုတဲ့အတွက်အမားများစွာရှိခဲ့ရင်လည်း sorry ပါအဲ့ဒီမှာခင်မာလာထုံးပေါ့နော်ဒီခင်မာလာထုံးကအင်တာဗျူးမှာပြောသွားတာလေးတခုကတော့ကျွန်တော်လုံးဝကြိုက်ဘာလဲဆိုတော့ sorry ပါလေသူကတကယ်တော့literacy ရဲ့သချင်းတွေနားထောင်နေတယ်ဆိုကျွန်တော်လည်း literacy ကိုနည်းတော့ကြိုက်ပါဒါပေမဲ့နားမထောင်ပြေးပြတီးအောင်တော့ပဲဟို spin shade နဲ့ rubber မလားအဲ့တချင်ပြော sorry ပါပဲနောက်ပြီးတော့ဒီနောက်ပိုင်းမှာမြန်မာ Nation Women League ရဲ့တိုးတက်မှုအရွေးတစ်ခုကိုတွေ့ရတယ်အဲ့ဒါကလည်းဒီဘောလုံးမင်းသမီးလေးမေထက်လူနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာတိုးတက်လာတာဖြစ်တယ်ပရိသတ်တွေကဘောလုံးပွဲကိုအာရုံပိုစိုက်လာတယ်လို့ထင်ရတယ်နောက်ပြီးတော့edit သမားတွေရဲ့ဂျေဇူးကိုedit သမားတွေကိုလည်းတန်ဖိုးထားစေခြင်းနဲ့ဥမာဗျာရုံးရီလိုင်းပြီးခဲ့တဲ့ပွဲမတိုင်ခင်တာသူ့ရဲ့ social account မှာတင်ထားဆိုရင်တွေးကြသေးတာပေါ့ဘာဖြစ်နေ냐မျိုးလေးတိုက်တဲ့စကားလုံးတွေပေါ့နော်လေးတိုက်တဲ့စကားလုံးတွေအဲ့မှာနှစ်ဖက်အပြန်လန်လေးတိုက်သွားတယ်အဲ့ပွဲမှာတော့ဒီရန်ကုန်အသင်းကARV အသင်းကိုရှုံးနိုင်သွားတယ်ဒါပေမဲ့လည်းအဲ့လိုပြိုင်ဆိုင်မှုပြင်းထန်လာမြန်မာအမျိုးသမီးပွဲတွေမြန်မာအမျိုးသမီးအထူးသဖြင့်မြန်မာအမျိုးသမီးပွဲတွေကိုလူစိတ်ဝင်စားလာတယ်နောက်ပြီးတော့ဒီယူဆက်ခွန်အမျိုးသားပေါ့နော်ယူဆက်ခွန်အမျိုးသားအမျိုးသမီးအာရှခြေစစ်ပွဲ online တာလဲကျွန်တော်တို့မြန်မာဘောလုံးပရိသတ်တွေကိုစိတ်သက်သာရစေပြီးတော့ဘောလုံးအရွေးတစ်ခုကိုကျွန်တော်တို့2025တနှစ်လုံးမှာကောင်းကြီးခံစားလိုက်ရတာကိုတွေ့ရမယ်နောက်ပြီးတော့ Joshua Van ရဲ့ဘယ်လိုပြောမလဲနိုင်ဝဲဆက်မှုတွေနဲ့အတူကပတ်ရရှိမှုတွေလည်းပါမယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်နောက်ပြီးတော့ဘောလုံးအရွေးတစ်ခုဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့အမြင်ကတော့ဒီအင်္ဂလန်ချန်ပီယံရှစ်တို့ဘာလို့အသင်းကောင်းကြီးတွေမှာမဟုတ်ရင်တော့မှဗျာသူကဒုတိယတန်းတို့ချန်ပီယံရှစ်တို့ရဲ့လူငယ်အသင်းတွေမှာလူငယ်အသင်းကို
လူငယ်ကိုဘယ်လိုပြောမလဲဒီလက်ရွေးစင်အတွက်ရည်ရွယ်ထားတဲ့လူငယ်အစုအဖွဲ့တွေရှိတယ်ဆိုရင်အဲ့ဟိုနိုင်ငံတော်စည်းနဲ့ပဲဖြစ်ဘောလုံးအဖွဲ့ချုပ်ကပဲဖြစ်ဖြစ်တခြားစပွန်ဆာတွေကပဲဖြစ်ဖြစ်တတိတသန့်ရွေးပြီးတွားထားတဲ့တယ်လို့ထင်တယ်ဒီပြည်တွင်းမှာထားမယ်ဆိုရင်တော့ပြည်တွင်းအသင်းတွေကမကောင်းလို့ညံ့လို့ပြောတာတော့မဟုတ်ပါဘူးလိမ်ဖယ်တွေနဲ့နောက်ပြီးကျရင် social ကစားသမားတွေရဲ့ social တပုတ်တင်လိုက်ဒီ social အသုံးများတာတွေပိုင်းနဲ့ဆိုစိတ်လေလွင့်တာတွေဖြစ်မယ်โอเคအဲ့အတွက်အကြံပြုချက်ကညီကုန်းချုပ်အနေနဲ့အကြံပြုချက်ကတော့ဒီမြန်မာနိုင်ငံဘောလုံးအဖွဲ့ကဘောလုံးအသင်းတွေတိုးတက်စေခြင်းနဲ့ဆိုရင်တော့ဒီမော်ရိုကိုတို့လိုဒီအခုကမ္ဘာဖလားခြေစပွဲမှာခြေစွာနေတဲ့ကိတ်ဘာဒီတို့လိုဟာလာအသင်းလေးတွေပေါ့အဲ့လိုဟာအသင်းတွေကိုအစံနမွန်ထားပြီးတော့အတူယူရမယ်ရင်းနှီးမြှုပ်နှံရမယ်လို့ထင်ပါတယ်ပရိသတ်တွေလည်းဘယ်လိုမြင်လဲမသိဘူးကွန်မန့်မှာတစ်ချက်ရေးသွားပြကြပါနောက်တစ်ခုကကျွန်တော်ပြောချင်တာတစ်ခုကဒီကမ္ဘာဖလားပွဲမှာတော့ကျွန်တော်တို့ကိုစိတ်ကြီးနှစ်ကောင်ကိုအားပေးကြတယ်တချို့ကျွန်တော်လည်းရိုနယ်ဒိုဖန်ပဲဒါပေမဲ့မက်ဆီကိုတော့လုံးဝမုန်းတဲ့အထဲမှာမပါဘူးသူလည်းရိုနယ်ဒိုကျွန်တော်တို့ရဲ့ဂိုကြီးနဲ့ရှင်လိုက်ပြိုင်ပတ်ကောင်းတစ်ခုလို့ထင်တယ်ဒါပေမဲ့အားလုံးရဲ့အာယုံစိုက်မှု attention criticize လောက်တာကရိုနယ်ဒိုပဲခံနေရတာဖြစ်တယ်ဥပမာဗျာခင်ဗျားတို့လွန်ခဲ့တဲ့10နှစ်လောက်ကိုသွားပြန်ကြည့်လိုက်2016မှာအီဒါကနောက်ဆုံးပြင်သစ်နဲ့ပွဲမှာပွဲသိမ်းကိုတွင်းပြီးတော့ပြင်သစ်အသင်းကိုဖလားမဟုတ်ပေါ်တူဂီအသင်းအတွက်ဖလားယူခဲ့ပေးတယ်ဆိုပေမဲ့အဲ့ဒီပွဲအစားဟန်ဂေရီကို3-3နဲ့ပြန်ပြီးခြေပခဲ့တဲ့ပွဲတွေဟဟလားအုပ်စုဒေါက်ရှောက်မှာသူတို့ကောင်းခဲ့တဲ့ခါမှာနာနီတို့ပီပီတို့ရိုနယ်ဒိုတို့လိုကစားသမားကောင်းတွေကြောင့်ပဲရှေ့ကိုရောက်ခဲ့တာဖြစ်တယ်လို့ရိုနယ်ဒိုရဲ့ပုံရိပ်ကြီးမားမှုနဲ့တကွသူ့ရဲ့ကြိုးစားမှုတွေကြောင့်လည်းပါတယ်လို့မြင်တယ်ဒါရိုနယ်ဒိုမက်ဆီရဲ့ပြိတက်တွေအနေနဲ့လည်းရိုနယ်ဒိုပဲအပြစ်တင်တာမျိုးတွေမဖြစ်စေချင်ဘူးနောက်တစ်ခုကအဲ့ရိုနယ်ဒိုဘယ်လိုပြောမလဲဟိုလမ်းဘေးမှာကွာလမ်းဘေးကကျွေးတဲ့ကောင်တွေတိုင်းကိုလေအဲ့ပတ်စံ1000ပေးဘောလုံးလိုက်တော့ပြအဲ့ဖပြုတ်ရုံနဲ့ကောင်ကွာအဲ့လိုကောင်မျိုးကရိုနယ်ဒိုအနားယူတဲ့နေပြီးတော့ဟိုစောက်တခေါ်ရတဲ့မျိုးဟလာရိုနယ်ဒိုဖလားရစီခြင်းနဲ့တော့မက်ဆီဖန်ဖြစ်ပေမဲ့လေလာမပြောနဲ့နော်မန်ရိုနယ်ဒိုအနေထားနဲ့ဖလားမလိုအပ်တော့ဘူးမလိုအပ်ဘူးဆိုပေမဲ့လူတိုင်းဖလားလိုချင်တာနားလေတယ်မန်အာကြီးတို့လိုပဲနော်ဖလားကရသည်ဖြစ်စေမရသည်ဖြစ်စေရိုနယ်ဒိုဖန်တွေကတော့ရိုနယ်ဒိုပဲအားပေးကြမှာပဲမက်ဆီဖန်တွေကတော့မက်ဆီကိုအားပေးကြမှာပဲဒါပေမဲ့မင်းတို့ရဲ့မီဒီယာရဲ့မြန်မာနိုင်ငံရဲ့မီဒီယာစောက်ကျင့်တွေကအားကစားမီဒီယာတွေကဘယ်လိုဖော်ပြလဲဆိုရင်မက်ဆီအမားတစ်ခုလောက်တာနဲ့ပဲမက်ဆီအမားတစ်ခုလောက်တာနဲ့ဖီဖာနဲ့တကွာတခြားသတင်းအမောင်ချလိုက်ပြီးတော့ရိုနယ်ဒိုကဒိုင်လူကြီးကိုစောရကားတက်တာမျိုးပဲဖြစ်ဖြစ်ပြိသက်ကိုဟလာစိတ်ပြင်းပြင်းထန်ထန်ပြန်တုံးပြန်မိလိုက်တာတခုပဲဖြစ်ဖြစ်အဲ့ဒါသတင်းဖြစ်နေတာကွာတိတယ်ဥမာအေဂျီယာနဲ့ပွဲမှာဆိုအေဂျီယာကစားသမားရဲ့မျိုးစကြီးကိုမက်ဆီကကန်လိုက်တယ်အဝါကမပြဘူးနောက်ပြီးတော့ဟိုပါရာဂွေးကစားသမားတယောက်ကသူတို့အသင်းပေါ်ချင်းချင်းစကားပြောနေတဲ့အချိန်မှာလက်အုပ်ပြောလို့ဆိုပြီးတိုင်ရအနီကထိသွားတဲ့အေမီရွန်ပေါ့ကွာအေမီရွန်ဒီနေ့ကတော့ဘယ်အသင်းမှာကစားလဲတော့မသိဘူးမနေ့ဟိုတနေ့ကတော့နယူကာဆယ်မှာကစားတယ်နယူကာဆယ်မှာကစားတယ်အဲ့အနီကတိုက်ရိုက်ထိသွားတယ်ဥရုဂွေးမှာလည်းအဲ့လိုပဲတိုက်ရိုက်အနီကတွေထိတာနေပါတယ်ပြင်သစ်ကဟိုအာဂျင်တီးနားကောင်နေကြဘာလို့အနီကမထိလဲငါလည်းမစင်းစားတတ်တော့နော်ဟိုစပီဒ်ပြောသလိုပဲရိုနယ်ဒိုကွာရိုနယ်ဒိုမင်းဘာလို့ချစ်တာလဲဆိုတော့သူကစပီးကပြန်ပြောလိုက်တယ်ဖီဗာဥက္ခရာကြီးကိုခင်ဗျားလဲမက်ဆီကိုကျွန်တော်ချစ်တယ်လို့ကျွန်တော်လဲရိုနယ်ဒိုကိုချစ်တယ်တဲ့အဲ့ဒါဟုတ်တယ်ဗျအဲ့လိုတုံးပြန်နိုင်မဲ့ကောင်တွေလည်းရှိဖို့လိုတယ်နောက်ပြီးတော့တစ်ခုကရိုနယ်ဒိုအတွက်ကိုပေါ်တူဂီကစားသမားတွေအခုစူပါစတာတွေက ရာဖေလီယိုတို့ဘရူနိုတို့ဟလာချောင်းနီဗတ်တို့ဘာလို့ကစားသမားတွေအင်းတိုင်းအားတိုင်းမစော့ပေးနိုင်ဘူးနောက်ပြီးတော့ဟိုပြီးခဲ့တဲ့2022ကမ္ဘာဖလားရဲ့ခြေစစ်ပွဲအင်တာဗျူးတစ်ခုမှာဆိုရင်ဂိုးသမားမာဒီနဲ့အာဂျင်တီးနားကစားသမားဂိုလီဘာမာဒီနဲ့ပြောခဲ့တာဆိုရင်လုံးဝအားရကျဉ်းတဲ့စရာကောင်းတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ကမက်ဆီအတွက်ဖလားယူပေးဖို့အသင့်ပါပဲဆိုပြီးတော့
ဒီဘောတို့ဘာတို့အကုန်လုံးကအစအဲ့လိုကွာမက်ဆီဘက်မှာဒီ fan လုပ်ပေးတယ်သူတို့ကကာကွယ်ပေးတယ်တုံးမြန် criticize လုပ်တာတွေကိုတော့မှသူတို့ခေါင်းကန်ဖြည့်ရှင်းပေးသွားတာတွေရှိတယ်နောက်ပြီးတော့ဥမင်လိုင်းကောင်းမှာထွက်တယ်ဆိုရင်တော့မက်ဆီကိုရှေ့ဆုံးကနေထားပြီးတော့ဟိုလိုကောင်းလဲကာကွယ်ပေးကြတဲ့စားသမားရှိတယ်ရိုနယ်ဒိုမှာကျတော့ဒီနာနီတို့ပီပီတို့နာနီတို့ပီပီတို့ကာရက်စမာတို့ခေအလွန်မှာဒီမှာရာဖေလီယိုတို့ရောက်လာတယ်ကွင်းလယ်ပိုင်းမှာဆိုချာအိုနီးဗက်ရှိတယ်ဘရူနိုရှိတယ်နောက်တန်းမှာဒီယိုကိုဓာတ်လို့ဆိုပေမဲ့ဒီယိုကိုဓာတ်လို့ကလည်းအရန်ကုန်မှာဒါမျိုးဒီနှစ်တောင်အရွေးမခံရဘူးလို့ကျွန်တော်မြင်မိပါတယ်သူ့အတွက်ကစားပေးမဲ့ကစားသမားမရှိဘူးကွာပြီးခဲ့တဲ့နှစ်ဂိုးသွင်းတဲ့အခြေအနေထားမှာဥဇဘက်ကစ္စတန်နဲ့ပွဲမှာရိုနယ်ဒိုနှစ်ဂိုးသွင်းတဲ့အနေထားမှာတော့ဥဇဘက်ကစ္စတန်လို့အသင်းမျိုးမလို့ဂိုးသွင်းနေဆိုပြီးတော့ဝေဖန်တိုက်ခိုက်တာတွေရှိတယ်နောက်ပြီးတော့ဒီဂျောင်းနီးဘက်ဆိုရင်လည်းရိုနယ်ဒိုကတာမန်ကစားသမားဆိုပြီးတော့ဝေဖန်တိုက်ခိုက်တာတွေရှိတယ်အဲ့တော့အဲ့မှာမက်ဆီပေါ်တူဂီဖလားမရတာနဲ့ရိုနယ်ဒိုပေါ်တူဂီဖလားမရတာရဲ့ရိုနယ်ဒိုကပြစ်တင်ရှုတ်ချမှုတွေရဲ့တားကောင်ဖြစ်သွားရဲဆိုတာအဲ့ဒါတွေကတက်သေးပဲတခါတလေမှာကျွန်တော်တို့ရိုနယ်ဒိုစီကသင်ခန်းစာရတာတခုရှိတယ်ဘာလို့လဲဆိုတော့ကိုနဲ့ဘလောက်ပဲပေါင်းငယ်မွေးကလေးရပဲပခုံးချင်းဖတ်ပဲပေါင်းငယ်နောက်ပိုင်းကျရင်သစ္စာပေါက်ခံရတာပဲကွာမသိလားကိုကဘလောက်ပဲကောင်းတာပဲလို့မကောင်းပြောမဲ့ကောင်တွေကတော့တတိရှိတယ်အဲ့ဒါကရိုနယ်ဒိုတယောက်တည်းခံစားရတာမဟုတ်ကျွန်တော်တို့လည်းခံစားဘူးတယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေတိုင်းလည်းခံစားရဘူးပဲအဲ့လိုမျိုးဆိုရင်ကွာလုံးဝခံရခက်တယ်ကွာဥမာကွာဆိုတွေ့ဘူးတယ်ကွာဘောလုံးပွဲကြည့်တော့ကွာဒီဖုန်းကြီးကျောင်းသားလုံးရောင်နောက်နဲ့ဒီဘောလုံးပွဲထကန်တဲ့ခေါင်းနဲ့ကွာဘောလုံးပွဲထကန်ပြီးတော့မြို့နယ်အဆင့်လောက်တောင်မရောက်တဲ့ခေါင်းနဲ့မှာကွာဘောလုံးကိုစင်ဒီဇိုင်းအားပေးနေပြီးတော့ဘောလုံးဘယ်လိုလဲစွမ်းဆောင်ရည် availability မရှိတဲ့ကစားသမားတယောက်ကကွာတယ်ခွသိလားဘလောက်ပဲကြိုးစားအတွေးခေါ်ကဒီဖုန်းကြီးကျောင်းသားအုံတော့ဖုန်းကြီးကျောင်းစာထွက်အုံတော့လောက်နေဆိုရင်တော့ကဘာကြီးကိုဖြန်းလို့မရဘူးတချို့လေးတွေသိသေးချင်တာပေါ့ပန်းရောင်ဖန်လေနော်ပန်းရောင်ဖန်ကိုစော်ကားတာမဟုတ်ပါဘူးပန်းရောင်ဖန်သိလားဘာစီလိုနာတို့အာဆင်နယ်တို့ကဖန်တွေအကုန်လုံးမက်ဆီကိုအားပေးကြဘာလို့လဲဆိုတော့သူတို့ကချန်ပီယံလိဖလားကမရဘူးလေဘာစီကလည်းချန်ပီယံလိဖလားအရေးအတွက်ကရီယယ်မက်ဒရစ်နဲ့နဲတယ်ကွာနောက်ပြီးတော့အာကြီးဆိုကွာအနက်တော်မရှိဘူးအဲ့လိုအကောင်မျိုးတွေအကုန်လုံးကဒီနောက်ကျတော့ဒီမက်ဆီကိုအတော့အားပေးရကွာလာမလို့ရိုနယ်ဒိုအားပေးတဲ့ရိုနယ်ဒိုနဲ့ကန်တဲ့အသင်းရဲ့ဆန့်ကျင်ဘက်အသင်းကိုပဲအားပေးကြတယ်မင်းတို့မှာအငုံစိတ်ရှိတာတည်တာနေပြီဒိုးလိုက်တော့အဲ့တော့ကျွန်တော်ပြောချင်တာကမက်ဆီကို criticize လုပ်မယ်ဗလိမ့်မယ်ဆိုရင်တော့ကျွန်တော် channel ကိုလာခဲ့ကြပါကြိုဆိုပါတယ်ဒါပေမဲ့အရင်ကြီးတော့ကြိုဆိုမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကမက်ဆီကိုလည်းမကောင်းပြောတဲ့ထဲမှာမပါဘူးအမှန်နဲ့အမှားဟုတ်လားreasonable အကျိုးအကြောင်းစီရောအောင်ပဲ reaction လုပ်ပြတာပါဒီနေ့အတွက် reaction ကတော့ဒီလောက်ပါပဲ sorry ပါ